The man Alama Mingalawaknya, Gain to the Mali Bronicaga, 2 year poison ha, a sovereign as the target the low, 1 fine night and way a council on my movene, 1 Friday 5 time way a council on my power in lobby low, at the big total barakanya. The Jango, the name of it, to go down here to the Janjala Lutia Pitedule, Bronicaga, Piocha Dogavare. Bronicago, so buying a non bala she and Matapama Tuya me, 1 fine night 37 time way Alma. ပွဲစဉ်တည်ပေးထားခဲ့တာပါအခုတော့1 Friday နိုဝင်ဘာလ9ရက်နေ့ညမှာထိုးရမယ့်ပြိုင်ပွဲရဲ့ခေါင်းစဉ်အောက်မှာ Veronica ရဲ့ပွဲစဉ်ပါဝင်လာမှာဖြစ်ပါတယ်ခင်ဗျ Veronica ကအခုမတိုင်ခင် Junior Fedex နဲ့ထိုးခဲ့ရတဲ့ပွဲစဉ်တုန်းက1 Friday မှာဒုကောင်ပွဲစဉ်အဖြစ်သတ်မှတ်ပေးခြင်းခံခဲ့ရတယ်ဒီတစ်ချိန်မှာ Veronica ကိုပြင်သစ် Algeria Nova Fighter မှလေ Maxan နဲ့ပွဲတည်ပေးထားတယ်ခင်ဗျ Maxan ကလည်းတကယ်ကို superstar တစ်ယောက်ပါပြောမယ်ဆိုရင် kickboxing ဘက်မှာတော်တော်ကိုဆရာကျတဲ့ fighter ဖြစ်ပါတယ်။ဒါကြောင့် Veronica အနေနဲ့ဒီပွဲကိုသတိကြီးထားပြီးကစားရပါလိမ့်မယ်။ Maxan ဟာ kickboxing ဘက်မှာ champion ကပတ်ပေါင်းများစွာကိုပိုင်ဆိုင်ထားတဲ့ fighter ပါ။ပြီးတော့အခုမတိုင်ခင်ထိုးခဲ့တဲ့ပွဲစဉ်၃ပွဲကိုကြည့်မယ်ဆိုရင်လည်း1မှာသူက kickboxing ကြီးပဲထိုးခဲ့ရတယ်။ဒီတော့အခုပွဲလည်း kickboxing ထိုးအောင်ဖြစ်တော့ Maxan အတွက်ကြတော့သူအသားကျတဲ့ကစားနည်းကိုဆက်ပြီးတော့ကစားရတာမျိုးဖြစ်နေတယ်။ Veronica အတွက်ကတော့ဒါဟာပထမဆုံး kickboxing ပွဲစဉ်ထိုးရမှာဖြစ်ပါတယ်ခင်ဗျဒီတော့ Veronica ဟာ kickboxing ဘက်မှာဘယ်တော့အလားအလာရှိသလဲဆိုတာကိုကျွန်တော်တို့မြင်တွေ့ရမယ့်ပွဲစဉ်လို့လည်းပြောလို့ရပါတယ် Maxan ကရှေ့ရ3ပွဲမှာ champion ဟောင်း Jackie Banter နဲ့တွေ့ခဲ့ရတယ်အဲ့ပွဲမှာသူမရှုံးတယ်နောက်ပြီးတော့ champion ကပတ်ပိုင်ခြင်း Faji Jan နဲ့တွေ့ခဲ့တယ်အဲ့ပွဲမှာရှုံးခဲ့တယ်နောက်ဆုံးပွဲ General Fighter မှလေးခန္ဓာနဲ့ပွဲအဲ့ပွဲကိုတော့သူနိုင်ခဲ့တယ်ဗျအဲ့မှာပြောစရာရှိတာကတော့ Jackie Banter နဲ့ Faji Jan တို့ညကိုရင်ဆိုင်တဲ့ပွဲတွေမှာ Maxan ကပွဲကြီး9ချီပြေးကစားခဲ့တယ်ဒီတော့ Maxan ရဲ့တက်လုံးနဲ့မာကုံဟာ short တော်လို့တော့မရပါဘူးအခု Maxan နဲ့ Veronica ကိုထိုးမဲ့ပွဲစဉ်ကိုမူလအစီအစဉ်ထားခဲ့တဲ့1 Fight Night 37ပြိုင်ပွဲရဲ့ခေါင်းစဉ်အောက်ကနေ1 Friday Fight တောက်ကြညပွဲစဉ်စီကိုပြောင်းရွှေ့လိုက်ပါပြီနိုဝင်ဘာလ9ရက်နေ့ညမှာကြည့်ရှုရမယ်ဆိုတဲ့အကြောင်းပရိသတ်တွေသိရှိရအောင်တင်ဆက်ပြပြပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမင်္ဂလာပါအကောလုံးတိကျတဲ့အတိုင်းလာမယ့်နောက်လ9ရက်နေ့ကျရင်ပြန်ပွဲရှိမှာဖြစ်ပါတယ်ဒီပွဲကကျွန်တော်မွေး time ဟုတ်ပဲနဲ့ကျွန်တော်ရဲ့ပွဲပထမဆုံးပွဲ kickboxing ပွဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီပွဲမှာအစတော့သူတို့ပြောတာကကျွန်တော်ဒီ Sunday နေ့မနေ့ပေါ့နော်ဆိုတော့အခုဒီရက်ပဲပြန်ပြီးတော့ချိန်တယ် Sunday နေ့မနေ့မဟုတ်ပဲနဲ့ဒီတောက်ကြညပြီးတော့ထိုးနေကြတိုင်းပဲတောက်ကြညပြန်ပြီးတော့ချိန်မှာဖြစ်ပါတယ်ဆိုတော့အားလုံးစောင့်မျှော်ကြည့်ရှုအားပေးကြဖို့တောင်းဆိုချင်ပါတယ်ပြီးတော့လည်းအကောင်းဆုံးကြိုးစားသွားမှာပါเนาะ Thank you အားပေးတဲ့ရောက်စီတိုင်းလည်းကျေးဇူးများတင်ပါတယ် Bye love you everyone